ကဲနော်6ဘူးပြီးတော့ပါဝါ9တုံညထွက်ပြီးတိုင်းဆော့တဲ့နဲ့တောက်ကြနေရလုံးပိုင်အခွေဆိုတော့ကျွန်တော်တောက်ကြနေတယ်ရောက်လာပြီကနန်း10လုံးကလည်းဆင်းသွားပြီအဲ့တော့ဘာတွေကြံနေလဲဆိုတော့အပူကလည်းထွက်တယ်ဗျာပါဝါလည်းထွက်တယ်နက်ခတ်ကလည်းထွက်တယ်ညီကိုကလည်းထွက်တယ်ဒါဆိုဘာမှမကြံတော့ဘူးအဲ့တော့ဒီတစ်ပတ်တော့တင်ချပေါက်ဒိုင်းနေနေခွဲတယ်ဗောဗျာအဲ့တော့ဒီလိုတောက်ကြနေမှာဘာမှမကြံတဲ့ထဲမှာကျွန်တော်ဘာဆော့လို့ရတယ်ဆိုရင်တခြားနားထောင်ပြပါနားမထောင်ရင်ကျွန်တော်လက်မတွေနှိပ်ပေါ့ဆိုတော့ဒီနေ့တောက်ကြနေတဲ့ရွှေကီးတွေကတော့အမျိုးတို့ကြိုက်တဲ့ခွန်93ဆိုတဲ့ကီးတွေပါเนาะခွန်93အဲ့တော့ကျွန်တော်ခွန်93ကိုဘာနဲ့ကပ်မလဲဆိုရင်တခြားနားထောင်ပြပါเนาะခွန်93ကိုကျွန်တော်တို့4တစ်နဲ့ကပ်ပြီးခွေပေးပါဒါဆိုတော့အဆင်ပြေတယ်ဒီနေ့မှကျွန်တော်အရေးကြီးတာတစ်ခုပြောချင်တယ်အင်အားမီတာစုတွေကျွန်တော်စီမှာဒုတိယအချိန်တောက်ကြမကျော်ဇာတုပတ်တီယူထားတဲ့အမျိုးတွေကကျွန်တော်ပုံမှန်ပေးထားတဲ့ခဏန်းကိုမနေ့ကကျွန်တော်ပေးထားတယ်အဲ့ခဏန်းကိုကျွန်တော်တို့6နှုတ်လိုက်ဗျာ6နှုတ်ပြီးတော့ဒီနေ့ပတ်ပြီးဆော်ပေးပါเนาะဒီနေ့ပတ်ပြီးဆော်ပေးပါဒီနေ့မှာတစ်ခုရှိတာကမနေ့ကဆော်ပေးထားတဲ့ခဏန်းကိုဆော့ကြမလို့เนาะ6နှုတ်ပြီးတာခဏန်းကိုပဲဆော်ပါအဲ့တော့ကိုယ့်ဘက်ကိုတိတ်ဆော့เนาะတင်ကွက်တယ်ကျွန်တော်ပြောတာရွှေကီးတဲ့ပြောထားတယ်အမှကျွန်တော်ကာကွက်ဘယ်လိုယူမလဲဆိုရင်ကျွန်တော်ရွှေကီးနဲ့ပါတဲ့ကနန်းကိုကာကွယ်ယူလိုက်ပါဗျာဥမာကျွန်တော်ကပြောထားသလိုခွန်93ဆိုရင်အမှเนาะပြီးတော့ကျွန်တော်အခွေဟိုလုံးမိုင်ပေါ့เนาะကျွန်တော်တို့တရားစာလုံးမိုင်အခွေကိုကာကွယ်ယူလဲရတယ်เนาะခွန်93တလေတော်တော်လှတယ်ဆိုတော့လက်မတွေနှိပ်ပေးချင်အဖြစ်မင်္ဂလာရှိတဲ့ကျွန်တော်ပါနေတယ်တောက်ကြနေတော့အတူတူပိုင်ဆိုင်ကြမယ်ဒီနေ့ပြီးသွားရင်ကျွန်တော်လာမယ့်အပတ်ဆိုရင်ကျွန်တော်တို့မစိုးဘူးပေါ့เนาะအရှိပတ်တော့နောက်2ပတ်လောက်ဆိုကျွန်တော်ပိတ်ကြတယ်လာတော့မှာเนาะဒါကြောင့်ဒီလိုအချိန်မျိုးမှာရသလောက်ယူပါအတိကမရရင်ဘာမှဖြစ်ဘူးမပါဘူးကအရေးကြီးတယ်เนาะမရှုံးရင်အဆင်ပြေနေရဗျာအတိကမရှုံးနေသေးကတော့ကျွန်တော်အဆင်ပြေတယ်เนาะကဲလက်မတွေနေပြပါအောင်ဗျာ